Hello မင်္ဂလာပါဒီတစ်ပတ်တော့ teacher တို့ Giga Dream Preschool ကနေပြီးတော့အမြင်မှန်ရသွားတဲ့ပျောစိတ်ကလေးဆိုတဲ့ပုံမြင်လေးတင်ဆက်ထားပါတယ်အားပေးပါအောင်နော်ခါတော့ကတောအုပ်ကြီးတစ်ခုထဲမှာမာနကြီးတဲ့ပျောစိတ်လေးတစ်ကောင်ရှိတယ်တညတော့ပျောစိတ်ကလေးဟာအမှောင်ထဲမှာတောက်ပနေတဲ့ပိုးဆုံးကြီးလေးတစ်ကောင်ကိုတွေ့လိုက်တယ်ပိုးဆုံးကျူးလေးမင်းရဲ့အလင်းရောင်သေးသေးလေးကဘယ်နေရာမှာအသုံးချဖို့လဲကွာကျွန်တော်ရဲ့အလင်းရောင်ကအမှောင်ထဲမှာကျွန်တော်ကိုလမ်းပြပေးပါတယ်ကျွန်တော်ကနေ့ဘက်မှာလှုပ်လှုပ်တာကွာမင်းရဲ့အလင်းရောင်သေးသေးလေးကကျွန်တော်အတွက်အသုံးဝင်ပါဘူးကွာတနေ့တော့သူဟာအိမ်နဲ့ဝေးရာအရက်စီကိုအစာရှာထွက်လာတယ်အိမ်နဲ့ဝေးရာကိုရောက်သွားတဲ့အတွက်အိမ်ပြန်ချိန်ကမှောင်သွားတော့တာပေါ့မှောင်နေတဲ့အတွက်အိမ်ပြန်လုံးရှာမတွေ့တော့ပဲကြောက်လဲကြောက်လာတယ်အဲ့ဒီအချိန်မှာပိုးဆုံးကျူးလေးရောက်လာပြီးစိတ်မပူပါနဲ့တငယ်ချင်းကျွန်တော်ကိုကလင်းရောင်နဲ့အိမ်ပြန်လန်းကိုပြပေးပါမယ်ကျေးဇူးတင်ပါတယ်ပိုးဆုံးကျူးလေးမင်းကအရန်ကိုသေးငယ်ပြီမဲ့မင်းရဲ့အလင်းရောင်ကအရန်သုံးဝင်တယ်ဒါကြောင့်ကျွန်တော်သူတစ်ပါးကိုနောက်ဆိုအထင်သေးတော့ပါဘူးကွယ်အဲ့ဒီနေ့ကစားပြီးပျောစိတ်ကလေးဟာမာနမကြီးတော့ပဲပိုးဆုံးကျူးလေးရဲ့အခင်ဆုံးတငယ်ချင်းဖြစ်သွားတော့တာပေါ့ကွယ်ပုံမြင်လေးရတော့ဒါပါပဲရှင်ဒီပုံမြင်လေးကသူတစ်ပါးကိုဘယ်တော့မှအထင်မသေးဖို့တတဝါတိုင်းမှာသူတို့ရဲ့ကိုယ်ပိုင်ရည်ချင်းတွေရှိကြတယ်လို့သင်ခန်းစာပေးထားတာပါကျေးဇူးတင်ပါတယ်